အားလုံးမင်္ဂလာပါဒီနေ့မှာတော့ဆရာမလေးကကြာသာပရိသတ်သမီးများဟောစတန်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကဲကြာသာပရိသတ်သမီးတွေကဒီကာလမှာဒီဇာတာရှင်တွေထဲမှာပေါ့နော်တော်တော်များများရှေ့ကနန်းနဲ့ပတ်သက်တဲ့သူတွေရှေ့ကနန်းကကိုအတွက်အင်အားဆိုးမှုတွေလို့ဘဝမှာခံယူထားတဲ့သူတွေပြီးတဲ့အခါမှာနောက်တစ်ခါကျတော့8ရက်နေမွေးတဲ့သူတွေ8လပိုင်းမွေးတဲ့သူတွေနောက်တစ်ခုကဒီပေါ့နော်8ရက်8လနောက်တစ်ခါကျ88ခုနှစ်တို့နောက်တစ်ခါကျတော့ဒီဇာတာရှင်တွေတော်တော်များများမှာရှစ်ကနန်းအင်အားကြီးတယ်လို့ခန်းစားရတယ်ဆိုလို့ရှိရင်ဇာတာရှင်တို့အနေနဲ့ပေါ့နော်အိမ်မှာ infinity sign လေးကိုဆွဲရွက်အလွတ်လေးတစ်ခုပေါ်မှာဆွဲရွက် infinity sign ရကြတော့လေထဆင်လူပုံစံမျိုးလေးပေါ့အဲ့ဒါလေးကိုဆွဲပြီးတော့ကိုယ့်ရဲ့အိတ်ထဲမှာထည့်ဆောင်ထားပြီးပေါ့နော်ကန်ကောင်းစီဖို့အတွက်ကိုအရင်ဆုံးဒါကနဦးမှာခြင်းတယ်အဲ့တော့ဒီဇာတာရှင်တွေကဒီချိန်မှာပေါ့နော်အထက်လူကြီးနဲ့လက်အောက်ငယ်သားရဲ့ကြားထဲမှာနည်းနည်းတာယာခတ်နေရတာမျိုးဒါမှမဟုတ်လည်းမိသားစုတွေအဖေအမေတွေမောင်နှမတွေကြားထဲမှာနည်းနည်းစိတ်ညစ်နေရတာမျိုးတော့ကရောက်နေရတာမျိုးဒါမှမဟုတ်လည်းကိုယ့်ရဲ့မိသားစုနဲ့ကိုယ့်ရဲ့ချစ်သူအိမ်အောင်ဘက်ကြားထဲမှာတွေ့ရဖြစ်နေရတာမျိုးလေးတွေဆရာမလေးမြင်ရတယ်နော်ကဲပြီးတင်းဒီဇာတာရှင်ဟာဒီနမိတ်ကိုလာဖက်နားထောင်တဲ့ကြာတာပရိသတ်သမီးဟာအမျိုးသားဖြစ်နေတယ်ဆိုလို့ရှိရင်တော့တင်းဒီအမျိုးသမီးတယောက်ရဲ့အမျိုးသမီးတယောက်စီမှာတင်ဟာရုံးမထွက်နိုင်တာမျိုးအမျိုးသမီးတယောက်ရဲ့အမိန့်ကိုနာခံရတာမျိုးအမျိုးသမီးတယောက်ကိုတင်ပေါ်တဲ့ပို့ပြီးတော့ဦးစားပေးနေတာမျိုးပေါ့နော်အဲ့ဒါမျိုးဆရာမလေးတို့တွေ့ရတယ်အကယ်၍တင်ဟာအမျိုးသမီးဆိုလို့ရှိရင်တော့တင်ဒီဦးဆောင်ရတဲ့သူခေါင်းဆောင်ရတဲ့သူမိသားစုထဲမှာနော်ကိုဟာပေါ့အရာကိုဦးဆောင်ချေလေရတဲ့သူမျိုးတင်ဟာပဲရှေ့ထွက်ရတဲ့သူမျိုးပေါ့နော်ဒါမျိုးတော့တွေ့ရတယ်အဲ့တော့အမျိုးသားဆိုလို့ရှိရင်တော့ဆရာမလေးခုနပြောသလိုပေါ့အကယ်၍သင်တို့ထဲမှာသင်တို့အိမ်မှာတတူးထိုးထားတဲ့သူတွေရှိနေတာမျိုးဒါမှမဟုတ်သင်ကိုယ်တိုင်တတူးထိုးထားတာမျိုးဒါမှမဟုတ်အိမ်မှာစေးရေးပကြီးတွေဆွဲထားတာမျိုးဒါမှမဟုတ်လည်းကိုယ့်အနီးနားမှာတတူးဆိုင်နေပါတယ်ရှိနေတယ်ဆိုတဲ့သူတွေဆိုလို့ရှိရင်ဒီနမိတ်မှာပို့ပြီးတော့ထူးထူးခြားခြားနဲ့အဆင်ပြေနမိတ်ပေါ့နော်အဆင်ပြေတဲ့နမိတ်တွေပို့ပြီးတော့ရလာနိုင်တယ်အဲ့တော့ဆရာမလေးပြောလို့ကျွန်တော်တို့တတူးသွားထိုးမယ်အဲ့လိုမဟုတ်ဘူးเนาะဒီခေါ်စတဲ့နမိတ်ကိုနားထောင်တဲ့အချိန်မှာအဲ့လိုရှိနေတာကိုပြောတာပေါ့နော်ဆရာမလေးကအဲ့လိုဆိုလို့ရှိရင်သင်တို့ဒီကိုကနန်းเนาะရှစ်ကနန်းအင်အားကောင်းတယ်ဒါပေမဲ့ကိုကနန်းအားကလည်းအရှိရဲ့နောင်ကကပ်ပါလာတာဖြစ်တဲ့အတွက်အဲ့လို8ကိုတို့ဘာလို့ပါတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးခဏလေးတွေကိုထီထိုးပေးတာမျိုးပေါ့နော်အဲ့လိုလုပ်ပေးလို့ရတယ်ဒါအပြင်အခုလာမဲ့8လပိုင်း9လပိုင်းနေမှာတင့်ရဲ့ကံအားတွေကအရန်ကိုကောင်းလာပြီးတော့ strong ဖြစ်လာပြီးတော့အဲ့ကာလာတွေဆိုလို့ရှိရင်တင်ပြီးစင်ပေါ်ပေါ့အစင်မြင့်ပေါ်ရောက်သွားတာမျိုးအနေထားတစ်ခုနဲ့သူများတွေကိုအပေါ်စီကနေကြည့်ရလောက်တဲ့ဒီတင်ဟာအောင်မြင်အဆင်ပြေသွားတာမျိုးပေါ့နော်ဆရာမလေးကတော့မြင်ရတယ်ဒီမှာနောက်တစ်ခုကကိုယ့်ရောင်ဆောင်မိတ်ဆွေတွေရှိနေတဲ့အတွက်အယောင်ဆောင်မိတ်ဆွေတွေတတိထားပြီးတော့ကိုယ့်ပေါ်မှာကောင်းတဲ့သူတွေကိုမဆုံးရှုံးစေဖို့တတိထားနေထိုင်ရမယ်လို့ဆရာမလေးကတော့ပြောချင်တယ်ပြီးတော့ဒီဇာတာရှင်တွေမှာဘဝရဲ့အပြောင်းအလဲတစ်ခုကိုစောင့်နေတယ်ဆိုလို့ရှိရင်တိတ်မကြခင်ရက်လာမယ့်25ရက်နေ့လောက်မှာတင့်ဘွားအတွက်အချိုးကွေးတစ်ခုတွေ့ရမယ်လို့ဆရာမလေးကတော့ပြောချင်တယ်